အဲ့တော့ iPhone 17ထွက်ပါပြီဒီကနေ့ထွက်တဲ့ iPhone 17ကိုအလူရက်တောက်ဝယ်ကြတာအခုဒီမှာဒီ data ချက်စရာလည်းပေါ်လာရဆိုတော့ကျွန်တော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီ data အကြောင်းလေးစကားပြောကြရအောင်ပေါ့နော် iPhone 17 Pro ကိုတဲ့ဝယ်မယ်ဆိုလို့ရှိရင်တဲ့ကိုကဘယ်နှစ်ရက်အလုပ်လုပ်ပြီးရင်ဒီ iPhone 17 Pro ကိုဝယ်လို့ရမလဲတဲ့စင်းရဲ့နံပါတ်1ထိပ်ဆုံးမှာတော့စင်ကာပူနိုင်ငံရှိပါတယ်ရက်ပေါင်းကတော့6ရက်အလုပ်လုပ်တယ်ဆိုလို့ရှိရင်စင်ကာပူနိုင်ငံက iPhone ဝယ်လို့ရမယ်ဆိုတော့တရက်ကို$183ဝန်းကျင်လောက်တွားကြတယ်စင်ကာပူနိုင်ငံ average ရတဲ့နှုန်းပေါ့နော်အဲ့စင်းရဲ့ဒုတိယမှာဘန်နာဆာရီဘီဂါဝန်ကဘရူနိုင်းမှာ73ရက်ကြာပါတယ်ဘရူနိုင်းကိုတွက်ထားတာတော့$84.54လောက်သူ့ရဲ့ဟို average salary ပေါ့တရက်ကိုရတယ်ပေါ့နော်အဲ့တော့တစ်လဆိုလို့ရှိရင်တော့$1,860လောက်ဒီဘရူနိုင်းကရတယ်ရှင်းရဲ့နံပါတ်3မှာကကွာလာလမ်ပူရှိပါတယ်ရက်ပေါင်း20အလုပ်လုပ်လို့ရှိရင် iPhone ဝယ်လို့ရပြီတဲ့အဲ့တော့သူတို့ရဲ့တရက်လောက်ခလာတာဘယ်လောက်ရလဲဆိုတော့$54.95လောက်ရတယ်စရင်ရဲ့နံပါတ်4နေရာမှာဂျကာတာပါအင်ဒိုနီးရှားနိုင်ငံရဲ့ပြီးတော့ဂျကာတာမှာရက်ပေါင်း30အလုပ်လုပ်လို့ရှိရင်ကျွန်တော်တို့က iPhone ဝယ်သုံးလို့ရပါပြီတဲ့အဲ့တော့အင်ဒိုနီးရှားရဲ့ပြန်မြ average salary က$36.63ရပါတယ်တဲ့စရင်ရဲ့နံပါတ်5နေရာမှာထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ရှိပါတယ်32ရက်ကြာပါတယ်တဲ့အင်ဒိုနီးရှားနဲ့တိတ်ပြီးတော့မကွာဘူးเนาะ32ရက်ပဲကြာရဆိုတော့သူကလည်း$34.34တဲ့ပြီးတော့ကျွန်တော်တို့ဖိလစ်ပိုင်ရဲ့မြို့တော်မနီလာဖြစ်ပါတယ်ရက်ပေါင်း90အလုပ်လုပ်ရပါတယ်အဲ့တော့ဖိလစ်ပိုင်ရဲ့လောက်ခလာစာပြန်မြက$21.98လောက်ကြာပါတယ်တဲ့ဟန်နဝိုင်းဆိုတော့ဗီယက်နမ်နိုင်ငံရဲ့မြို့တော်မှာကျွန်တော်တို့ရက်ပေါင်း60ကြာပါတယ်တဲ့သူ့ရဲ့ပြန်မြလာစာ$18.32ရှိပါတယ်ဖနွန်ပန်ကမ္ဘောဒီးယားကကျတော့63ရက်ကမ္ဘောဒီးယားရဲ့လောက်ခလာစာပြန်မြက$19.44လောက်ရှိပါတယ်တဲ့အဲ့တော့ဒီလီကကျတော့တီမောလက်စတီပေါ့နော် East Timor Leste အဲ့တော့68ရက်ကြာပါတယ်သူကပြန်မြလာစာ$16.16လောက်ရပါတယ်တဲ့နောက်တစ်ခုကတော့ဗီယက်ကျင်းဆိုတော့လာအိုနိုင်ငံမြို့ဗီယက်ကျင်းမှာ102ရက် East Timor နဲ့လုံးဝကျွန်တော်တို့ရက်ပေါင်း40လောက်ပြတ်ထွက်သွားတယ်နော်အဲ့တော့ဒီကောင်ကဘယ်လောက်ရမလဲဆိုတော့ဗီယက်ကျင်းက10.89တဲ့ပြန်မြနောက်ဆုံးမှာကျွန်တော်တို့နေပြီးတော့မြန်မာ111ရက်တယ်ကျွန်တော်တို့မြန်မာနိုင်ငံရှေးတောင်အာရှ17နိုင်ငံရှိတဲ့ထဲမှာမြန်မာကအောက်ဆုံးရောက်သွားပြီเนาะကျွန်တော်တို့အရင်တော့ကလွန်ခဲ့တဲ့3နှစ်4နှစ်5နှစ်လောက်တော့ဆိုလို့ရှိရင်မြန်မာဒီအဆင့်လောက်မှာပဲရှိသေးတယ်ကျွန်တော်တို့1 2 3 4အဆင့်4ခုလောက်အောက်ကိုခုံဆင်းသွားတာခုံတက်သွားတာမဟုတ်เนาะအဲ့မြန်မာစင်းရရဆိုလို့ရှိရင်ပြန်မြ$9.93တဲ့တရက်ကိုတဲ့ဆိုတော့ကျွန်တော်တွက်ကြည့်လိုက်တော့အဲ့ကောင်ကလေကျွန်တော်တို့တစ်လလုံးကိုမြန်မာရဲ့လစာက$218လောက်ဒီ average ရှိတယ်ပေါ့နော်ဆိုတော့သူတို့ပြောထားတဲ့ဒီ average salary ဆိုတာက blue collar worker တွေကိုပြောရမှာပေါ့နော် white collar worker တွေကိုပြောရလို့ထင်တယ်အဲဒီမှာမြန်မာငွေနဲ့တွက်ကြည့်လိုက်လို့ရှိရင်သူကဒေါ်လာ100ဆိုလို့ရှိရင်ကျွန်တော်တို့က4သိန်းနဲ့1000လောက်မလားဒေါ်လာ200ဆို8သိန်း2000လောက်ရှိပါတော့ဒါ average ပြန်မြပဲအဲ့တော့သူကအဲ့ဒါကိုပြောတာထင်ပါတယ်အဲ့တော့ဒီမှာပါစင်းစရာပါကျွန်တော်တို့စင်ကာပူဆိုလို့ရှိရင်6ရက်ပဲကြာတယ်မြန်မာဆိုလို့ရှိရင်111ရက်ကြာဒါတော့မှသမင်းမစားဟင်းမစားဘာမှမလုပ်မကင်မဲနဲ့ကိုရရဲ့လစာကိုကျွန်တော်တို့နေတိုင်းစုမှဒီကဝယ်လို့ရမှာเนาะဝမ်းသာစရာသတင်းတစ်ခုကတော့ဒီမှာမီဒီယာတစ်ခုမှတက်လာတာပါဒီမီဒီယာကို credit ပေးတယ်เนาะအဲ့တော့ဒီမှာသူပြောလာလဲဆိုတော့ iPhone အသစ်ဝယ်ဖို့တဲ့တန်းစီယာမှာမြန်မာနိုင်ငံသားတွေကပထမဆုံးဝင်ရတယ်တဲ့ပြီးခဲ့တဲ့2024တုန်းကလည်းသတင်းဖတ်လိုက်ရမြန်မာနိုင်ငံသားပဲထိတ်ဆုံးဝင်ရအခု2025 iPhone 17ထွက်လာတော့လေမြန်မာနိုင်ငံသားထိတ်ဆုံးဝင်ရတယ်ဝမ်းသာပါတယ်เนาะကျွန်တော်တို့ဒါပေမဲ့တခုရှိရတော့အခုဒီမှာပြလာတဲ့ရှိရ data ချက်လက်နဲ့အခုလိုဒီလိုမျိုးဝယ်နိုင်တဲ့လူတွေရှင်းလို့ရှိရင်တော့ဒါမြန်မာနိုင်ငံမှာဆိုလို့ရှိရင်စီးရင်ချမ်းသာတော်တော်လေးကွာဟမှုရှိရလို့မြင်တွေ့ရပါတယ်အဲ့တော့မိတ်ဆွေတို့ဘယ်လိုမြင်လဲမိတ်ဆွေတို့ရဲ့အမြင်တွေရော comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်